ကျွန်တော်တို့ကတော်တော်များများထင်ကြတာဟာငါလှုပ်ချင်တဲ့အရာကိုငါလှုပ်ဖို့ရအတွက်နှောင့်နှေးနေရတယ်ငါအချင်းကမကောင်းနေလို့ငါကဒါကိုမလုပ်နိုင်လို့ငါဒါကိုမလုပ်ဘူးလို့ဆုံးဖြတ်ထားပြီးဒါမှမဟုတ်လည်းလုပ်မယ်လို့ဆုံးဖြတ်ထားပြီးတော့မှမလုပ်နိုင်တာဒီငါက self discipline မကောင်းလို့စသဖြင့်ကျွန်တော်တို့ကတော်တော်များများထောင်တွားပြီးပြင်းနေခက်ကြတကယ်တော့ကျွန်တော်တို့ life မှာဒါတွေခံစားနေရတာဒီကိုကတခုခုလွဲမှားနေလို့မဟုတ်ပါဘူးကျွန်တော်တို့ဒီ life ကိုကျွန်တော်တို့ operating လုပ်နေတဲ့ system တခုရှိတယ်ကျွန်တော်တို့ဘဝကိုဘယ်လိုမျိုးမောင်းနေတယ်လဲဆိုရဲ system ကြီးက friction ပေါ့နော်ကျွန်တော်တို့ပြောမယ်ဆိုရင်တနေရာမှာလွဲချော်နေတဲ့အရာလေးတခုခုရှိနေလို့ဆိုလိုတာကဘာလဲဆိုတော့ကျွန်တော်တို့အတွင်းထဲမှာမောင်းနေတဲ့ operation system ကြီးကကျွန်တော်တို့ပြင်ပမှာလိုချင်တဲ့ရလဒ်နဲ့ alignment ဖြစ်မနေတဲ့အခါမှာကျွန်တော်တို့ပြင်ပကရလဒ်တွေကကိုလိုချင်တဲ့ရလဒ်အတိုင်းဖြစ်မလာဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ဖုန်းထဲမှာ application တွေရှိကျွန်တော်တို့က Facebook က information တွေကိုကျွန်တော်တို့ကကြည့်ချင်နေဆိုရင်ကျွန်တော်တို့ Google သွားဖွင့်ပြီးတော့မှ Facebook က information တွေတက်လာပါမလားမတက်လာဒီလိုပဲဒါမှမဟုတ်ကျွန်တော်က PowerPoint slide ပြင်ချင်တယ်ဆိုပြီးတော့မှကျွန်တော်က Excel application မှာသွားလုပ်နေနော်အဆင်ပြေပါကျွန်တော်တို့ PowerPoint Excel ကနေ PowerPoint ထွက်မလာနိုင်ထိုနည်းလည်းကောင်းမှကျွန်တော်တို့ live မှာလည်းကိုယ်ပိုင်ဘယ်လိုမျိုးရလဒ်တွေလိုချင်တယ်အဲ့ရလဒ်တွေကိုလိုချင်နေဆိုရင်ကျွန်တော်တို့အဲ့ရလဒ်တွေကိုဖန်တီးပေးနိုင်မဲ့ program တခုကျွန်တော်တို့အထဲမှာတည်ဆောက်ဖို့အတွက်လို့